ဥက္ကန္တိခမရလည်းကျုပ်မမြင်ဘူးခုမှမြင်တာခမရဘယ်လောက်အစွမ်းတတ္တိရှိလို့သာသနာပြုနိုင်မယ်မပြုနိုင်ဘူးမသိရဘူးအဲ့တော့ခမရတတ္တိလေးအစွမ်းလေးနည်းနည်းပြသမ်းပါလို့ပြုမြင်ရအောင်လက်တွေ့ပြသမ်းကြဆိုဆရာတော်ဘာကြည့်ကျင်တာတော့ဘယ်လိုသိကျင်တာတော့လို့မေးတယ်ကဲနေ့ပြင်ကတန်ခါ900ဆုံးကတ်ခြင်းလေကျွေးနိုင်မှာမလားကျွေးနိုင်ပါလေဗျာ900လည်းကျွေးနိုင်တယ်1000လည်းကျွေးနိုင်ပါလေဗျာကဲဒီလိုဆိုရင်တပည့်တော့တန်ခါ900ပင့်ထားလိုက်မယ်ကိုတော့ပြင်ပြီးတော့ကျွေးပြီးတော့တပည့်တော့ပင့်ထားမယ်ဆိုပြီးတော့ဦးဇင်းနေကိုရင်နေတန်ခါ900စာရေးပြီးတော့ပင့်ပေါ့ပင့်လိုက်တော့ဥက္ကန္တိကတပည့်တော့အိတ်ဖူရလေးတနေရတော့ညာအိတ်ဖူရလေးပေးပါဗျာဆိုအခန်းတစ်ခန်းတောင်းခန်းရရသူပစ္စည်းလေးထားပြီးတော့ဖះရှိတွားသတိစိတ်နေရတယ်သူကသတိစိတ်ဘုလိုညာနေတယ်ပဲစွန်ချက်မဲ့ပြုံးမဲ့လူတွေတယောက်မှမလာဘူးညလည်းမလား9နာရီ10နာရီလည်းမလား12နာရီနာပြန်တစ်ချက်နှစ်ချက်ဘာမှမလာဘူးတယောက်မှမလာဘူးအဲ့တော့ဆရာတော်ကြီးကတော့တို့တော့ဥက္ကန္တိကလိန်ပြီးနဲ့တူဟေးတို့တော့ဘုန်းကြီးတွေလည်းပင်ပြီးသားဖြစ်နေပြန်ပိတ်လို့လည်းမဖြစ်ကဲဖြစ်ချင်ဟာဖြစ်ကွာဆိုပြီးတော့တိုင်ထားညမနေ့ကင်း4နာရီထိုးလောင်ကြမှာသူကကြီးစီလေးတိုးဝေးနဲ့တီးပြီးတော့အမျှဝေးတဲ့အဲ့ကြမှာဒကာရီဒကမတွေဆုံးအုပ်တွေထမ်းပြီးတော့တချို့ကရွက်ပြီးတော့လာကြတယ်ဒါတော့မှအမလီတော်ကြီးဟေးဆုံးအုပ်ပြီးတော့လာခဲ့ဆိုပြီးတော့ဦးဇင်းတွေကိုရင်တွေကလှည့်ကြနော်ဆုံးအုပ်ပေါင်း1000ကျော်လာတဲ့တန်ခါပင့်ထားတာက900ဆုံးအုပ်က1000ကျော်ဆိုတော့ပိုးတောင်မှနေတာပေါ့တပည့်တော်သာသနာပြုနေတာတခါတလေမဲ့ပိုက်ဆံတရားမှမရှိပါဘူးဗျတပည့်တော်ဂရီးစိတ်လိုက်ရင်လူကျင်တာအကုန်ရဗျဒါနဲ့သာသနာပြုတာပါလို့ပြောတယ်အဲ့တော့ဝချက်မင်းကြောင့်ဆရာတော်ကြီးကလားဥက္ကန္တိခမည်းကလက်တွေ့ပြတော့ကျုပ်ကလည်းလက်တွေ့ပြပါအောင်မယ်ဗျာဆိုသူကလည်းပရိဒွာစိတ်တဲ့ခမည်းလို့ပေါ့တနာကြီးဆိုင်ရိုးလို့ပြောတယ်တနာကြီးဆိုင်45မိနစ်ရှိတော့သူကလည်းပဲထလာကဲဥက္ကန္တိကျုပ်လည်း45မိနစ်ရှိပြီခမည်းလို့ပေါ့15မိနစ်တော့ဆိုင်ဝုံတော့လို့ပြောဥက္ကန္တိကလည်းဆိုင်ခဏလောက်ကြာတော့လူ2ယောက်ဟောလောက်ကြီးနှစ်ဖက်စာလောက်ရှိတဲ့အထုပ်ကြီးတစ်ထုပ်လေးထမ်းချလာတာရှေ့ကတယောက်နောက်ကတယောက်တဘိုးကြီးနဲ့လေကောင်အထုပ်ကြီးထားပြီးတော့ထမ်းဝချက်မင်းယောင်ဆရာတော်ကြီးလှူခြင်းလို့ပါဗျာဆိုအဲ့ဒီအထုပ်ကြီးလှူတဲ့သူကဖြီးကြည့်လိုက်တဲ့အခါသင်္ကန်းအစုံ180နဲ့နော်